အားလုံးပဲမင်္ဂလာပါခင်ဗျာအောင်ဗလာ YouTube channel ကနေကြိုဆိုပါရစေကျွန်တော်ကတော့စာဖတ်သူအောင်ဗလာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကစီဇန်တရုပ်ပုံမမိုဆန်ဤညံရသာတွေ့ပြီးကျွန်တော်နဲ့ဤသို့ပြရဝတ္ထုဤဒုတိယပိုင်းကိုဆက်လက်ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအခန်း6ပြောပါတယ်မြတ်သက်ထားကျွန်ုပ်တို့ဆရာတပည့်လဲယနေ့ရိုးမတဲ့ဝင်ကြမိမို့အစာခံရန်ထမင်းကျော်နဲ့စာသားကြောက်ဖို့ကိုဝမ်းဝါတိတ်နေကြတယ်ကိုတွေ့ရင်မြင်ညကအိမ်မကောင်းဘူးခေါင်းကိုဆင်းနှင်းခံရတယ်လို့မက်တယ်ရှင်သိလားမိခါမသိမြင်သည်ဘေးရင်းရဲရအတိတ်နမိတ်တို့ကိုယုံကြည်သူဖြစ်၏ထို့ကြောင့်ယခုလဲသူမ၏အိမ်မက်အရာကျွန်ုပ်တို့ကိုယူမတဲ့သွားစီတော်မီမဟုတ်ဝမ်းသာလာပြီးဖြစ်တော်လဲမှင်သေးသေးဖြင့်ဟန်ကိုဖို့တော့လောက်ရပေအောင်မီမြင်ရဲ့အိမ်မက်ဆိုတာဆွဲလန်းရင်သွေးလင်ခြောက်ချရင်မက်တတ်တာပဲဟာအယူတိမနေတတ်မှနဲ့မဟုတ်လားဘိုက်ကလေးရာအဲချက်ဆိုဘိုင်းမှာပါတာတီဗီသားဘိုက်ကလေးကလည်းရုပ်တည်တည်ဖြင့်ထောက်ခံကြတော့ဤဟုတ်တယ်မမမြင်ရဲ့ကျွန်တော်တို့အတွက်တော့အိမ်မက်ကရေးမကြည့်ပါဘူးရေးကြည့်တာစံအိုးတဲ့စံပြေးနေဖို့ဒုမမမြင်ပါတီဝမ်းဆက်ဝဲနိုင်မှုမဟုတ်ဘူးလားဆရာတွေ့ရဲ့ဟုတ်ပါအတိုင်းဖောက်ကိုညီးနေတာပဲကိုတွတ်တော့ကတော့ယောက်ျားသားတွေဆိုတော့ဒါတွေမယုံဘူးပေါ့လေဒါပေမဲ့အိမ်မက်ကဆင်းလွန်းလို့ကိုတွတ်တော့အတွက်စိတ်ပူလို့ဒီနေ့နားဖို့ပြောချင်တာနားပြီးသားမပူနဲ့လို့ပေမဲ့ကိုတွတ်တော့ကအယုံကြည်မရှိသွားမယ်ပေါ့နော်ဟင်းမသွားပါဘူးအဲ့လေဟုတ်ပါဘူးဟိုအဲ့လေကိုတွတ်တော့ကစိတ်သိပ်ပါနေရင်လည်းမသားတာတော့ဘူးပေါ့ဟန်ကိုပူကြီးကြောင့်နားပြီးဒါပေမဲ့ကိုတွတ်တော့လည်းအနေကင်းအောင်မြင်လဲစိတ်ချလက်ချရှိရအောင်ရေတရာလေးပါလေးလုပ်ရင်ကောင်းမလားလို့ဘယ်လိုများလဲရင်ခေါင်းဆင်းနေတယ်ဆိုတဲ့အိမ်မက်အတွက်ချင်းချီအောင်ဒီနေ့စင်တကောင်ရအောင်ပြစ်ပြီးရေတရာခြေခဲ့ပါလားလို့တီဟဲ့နန္ဒီယာဘေးရင်ဆရာအတွက်မှားပြီးမှုကျွန်ုပ်တို့လည်းစိတ်လျှော့ပြီးတိုးရဲဝင်ရင်ပြင်ကြကဘိုးဥတွေ့ပြီးခေါ်ရတဲ့သူအိမ်မော်တက်လာကြသူများကဥတင်ွယ်ဒေါ်ငွေ3နှစ်ညတက်ထားမနေ့ကလေးကလာကျင်နာပြို့အဲ့ဒါသမီးကသူကျေးဇူးရှင်ကိုကျေးဇူးဆက်ချင်လို့ဆိုပြီးမြိုင်တာတဲ့ဝဲချမ်းနေတာစောင့်နေရတာနဲ့ခဏမှရောက်ဖြစ်တော့တယ်ဟဲ့ပတ်စံရှိသူတို့ဤကျေးဇူးဆက်ပွဲမှုထင်လက်ဆောင်ပစ္စည်းများကတော့တပုံတပင်အဲ့ဒါတွေတွေ့ပြီးမကြိုက်တာလူမချမ်းသာပင်မဲ့မာနတော့ချမ်းသာပါသေးသည်စေတနာကိုငွေကြေးဖြင့်တန်ဖိုးဖြတ်မခံလို့၍ဒါတွေမလိုပါဘူးဥတင်ွယ်ရဲ့ဒုက္ခရောက်နေသူဘသူကိုမဆိုကူညီချင်တာကျုပ်တို့မိသားစုရဲ့လက်ကင်တရားပါဒါကြောင့်ဒီပစ္စည်းတွေကိုပြန်ယူကျွန်ုပ်စကားပဲမဆုံးလိုက်နန်ကြားသို့လျှော့တဲ့ပဲပြေးဝင်လာတော့မသိမြင့်ဤတရန်ကြောင့်ကျွန်ုပ်လည်းပါဇက်ပိတ်သွားတော့ဤကိုတွေ့ရဲ့သူတို့မှလည်းဒီလိုသဘောမဟုတ်ပါဘူးတူကစေတနာတူကမေတ္တာတဘောပါရှင်တင်းတော့လားနေအောင်ဟုတ်ပါတယ်ဒေါ်တင်းမြင်ပြောသလိုပါပဲကျုပ်ပြောမတတ်လို့ရိုင်းတယ်လို့ဖြစ်သွားရင်တော့ခွန့်လက်ပါဗျာမောင်ပိုက်ကလေးရဲ့စေတနာအပေါ်မှာငွေကြီးနဲ့တန်ဖိုးဖြတ်လို့တဲ့သဘောမဟုတ်ပါဘူးဆိုကျုပ်တို့မှာကဒီသမီးလေးတယောက်ပဲရှိတာလေမနေ့ကမောင်ပိုက်နေတာမတွေ့ပဲရေတိမ်နစ်သွားခဲ့ရင်ကျုပ်တို့လင်မယားတစ်လုံးဖြေရတော့မှမဟုတ်တော့သလိုသူ့အနာဂတ်အတွက်ရည်ရည်ပြီးရှာဖွေလာခဲ့တဲ့ဒီဥစ္စာတွေဓနတွေဟာလဲဘာအဓိပ္ပာယ်ရှိတော့မှလဲဗျာဟုတ်ကဲ့ပါရှင်ဟုတ်တာပေါ့ရုပ်ကိုကဒီတော့ဗျာငွေစကားတာပြောရမယ်ဆိုရင်ကျုပ်တို့ချမ်းသာသမျှရဲ့တဝက်တိတိမောင်ပိုက်ကိုပေးပါတယ်မောင်ပိုက်လက်ခံပေးပါနော်ထောပြီးမဟုတ်တာကျွန်တော်လက်မခံနိုင်ပါဘူးဒီပစ္စည်းတွေလည်းပြန်ယူသွားကြပါဗျာဒါတွေမလိုပါဘူးအဲ့ဒီလိုတော့မလုပ်ပါနဲ့ဥပရဲ့စေတနာကိုတထားတန်ဖိုးဖြတ်နေတာမဟုတ်ရပါဘူးရှင်ကိုယ့်ရဲ့အတ္တတခင်ကျေးဇူးရှင်ကိုပေးခြင်းလွန်းလို့တထားကိုပိုင်ဝင်နဲ့တန်းနိုင်တဲ့လောက်ဝဲချမ်းပြီးလာတာပါအဓိကကတော့လူကိုယ်တိုင်ဥပိုက်ကိုကြော့ကျင်တာပါရှင်မလုပ်ပါနဲ့ဒုက္ခပါပဲဗျာကျုံလေးထိုင်ပြီးဘိုက်ကလေးအားရိုးကျိုးစွာကြော့နေရှာတော့တထားကိုကြည့်ပြီးကျွန်ုပ်အမြင်ဆောင်မိသည့်အပေါ်ဝဲစိတ်မကောင်းဖြစ်ရသည်ဘိုက်ကလေးဒီပစ္စည်းတွေမှာငွေတန်ဖိုးမပါပါဘူးကွာစေတနာတန်ဖိုးပဲပါတာမို့လက်ခံလိုက်ပါကွာဟုတ်ကဲ့ကျေးဇူးတင်လိုက်တာရှင်ဒါဆိုတထားတို့ကိုပြန်ခွင့်ပြုပါအောင်နော်ဟုတ်ကဲ့ဥပိုက်တထားတို့အိမ်ကိုလေကိုအိမ်ကိုရလို့သဘောထားပြီးဝန်ထွက်ပေးပါလို့တထားမေတ္တာရက်ပါရနော်ဟုတ်ကဲ့ဘိုက်ကလေးပြောပါသည်ပစ္စည်းများရလို့ပေါ့ထို့ထက်မြတ်တထားဤဖိတ်ခေါ်စကားကသူ့ကိုပို၍ပြောသေးတယ်ကိုတော့ပြောဖို့မလိုတော့ပါပြီဒါပြောတာပေါ့အမေရဲ့ပြောတာပေါ့မေရဲ့
မြတ်တထကမကြလာလေဖို့ဖိတ်ခေါ်ခဲ့သည်ကိုဘိုက်ကလေးကအားနာရည်လားမသိနေတန်းကြီးသွားနေတော့ရာကျွန်ုပ်ပင်မျက်နှာပူမိ၍တတိပေးတားမြင့်မိချေသေး၏လွန်နေဟိဘိုက်ကလေးရေသွားတာလည်းသွားပေါ့ကွာတရာလွန်စွန်းတော်ရဲ့ထင်သွားရင်မကောင်းဘူးနော်ဟုတ်ကဲ့ပါတို့တော့ဤဒီကလည်းကျွန်ုပ်ကသာမျက်နှာပူအားနာမိခြင်းရဲ့ပါဟိုကမပူဆလောင်းကပူဆိုတာဒါပေါ့ကျွန်ုပ်တတိပေးဘိုက်ကလေးတရက်နှစ်ရက်မသွားလျင်မြတ်တထကကိုယ်တိုင်လိုက်လာပြီးခေါ်တဲ့ချေရကျွန်ုပ်လည်းမပြောတာတော့ကိုပိုက်ကြီးတထားနဲ့မြိုင်သားကိုဈေးဝယ်လိုက်ခဲ့ပေးပါလားယင်ဟာလိုက်မှာပေါ့လိုက်မယ်အတော်ညင်းရှာတာပဲသမီးဤအသက်သခင်ကျေးဇူးရှင်မှုမိဘများကလည်းကြည်ပြရပေကယခုတော့တထားနဲ့ဘိုက်ကလေးကဘဲချိန်ကြည့်တပူးတွဲရှိနေကြတော့ဤအာတာဝရီနတ်ဘဲကိုစောင့်ရတဲ့ဘလူးဆိုတာဒီလိုယုံမျိုးပဲဖြစ်မှာငါနော်ဟုတ်ပါကွာပညာတဲ့အုပ်စဘောယူချောတဦးသီးသောတမီလည်းဖြစ်သည့်မြတ်တထားကိုရွာရှိကာလာသားများပေါင်ကမုတ်ဆိုးကိုတခုလက်များပါမကြံစိတ်ကူး၍ဖဲရိုက်နေသည်ကတော့အမှန်ဤထဲတွင်မြတ်တထား၏အိမ်ကိုတကားမရှိတားမရှိဝန်ထွက်ခွင့်ရနေသောဘိုက်ကလေးကလူစွမ်းကောင်းဖြစ်နေတော့၏ကိုပိုက်တို့မြန်ပွတ်မဲ့ပွတ်တော့မျက်နာဟိုဟာပါပွတ်နေတာဟိုဗျဘယ်ဟာပွတ်နာလဲကွာမင်းဟာလဲအော်ဟိုစုပ်ရောလက်ကိုပွတ်နာကိုပြောတာပါဗျတော်လေးကဘောစားချိန်နဲ့အိတ်ချိန်မှလွဲ၍ဒါတောင်အိမ်ပြန်မစားသည့်ရက်ကများသာမြတ်တထားအိမ်ရောက်နေတော့ဘိုက်ကလေးကိုကြည့်ရင်နေမြင့်လေးအယူရင်လေးဖြစ်လာမိကိုတော့စိုးရိမ်မိသည်ကအမှန်တလောကမကြီးဘိုက်ကလေးထိတ်တော့ခက်ခံရသေးသည်မဟုတ်တော့လို့အမှုကရန်ဖြစ်မှုဘသူအတွက်ဖြစ်လဲဆိုတော့မြတ်တထားတဲ့ချစ်ကိုတိလောင်ချကြည့်ဒါတောင်မဟုတ်တော့ဘူးဘသူတွေနဲ့ဖြစ်တယ်လဲဆိုတော့ညိုကြီးနဲ့ညိုကြီးကလက်တထေးဥချစ်ဤသားပတ်စံရှိသားသမီးပြီးတပည့်တပန်းနဲ့အရက်ကလေးတမဲမဲလောက်ကရွာတွင်လူစွာလုံနေသူစံကုန်မြည်လေးလူပါလားဟေးဘူးမိုက်လေကွာငါတို့နဲ့ခြာခိုင်းတော့မယ်ဤခွေးယူနဲ့ခွေးကောင်းကြိုက်ရင်ခွေးကောင်းနေရွက်ဖြတ်ခံရတယ်ဆိုသလိုပင်ဒင်းလိုလူစားမျိုးနဲ့သူ့ဖက်ဖြစ်စေရလို့တာမာပြီးမိရဲ့အပြစ်ရှိသူကညိုကြီးရန်ကားသူကညိုကြီးချစ်လုံးလို့ပါကွယ်အိုးရှင်ဘာလို့တာလဲလွတ်ကိုမာပြီဗျာဟင်းလွတ်ဘူးလွတ်ပါဘူးကိုညို့ချစ်တယ်ပြောမှလွတ်မှာတကယ်ဆိုလူကြီးများရှိသည်ကိုဝင်ပါစရာမလိုသူ့ပြစ်သူခံရုံသာယခုမူချစ်စိတ်သက်ပြီးမစင်မချင်းကိုထိလက်ရောက်ပြုမိလေတော့နာပါဖြစ်ကိုပါရောပြီးအပြစ်သားဖြစ်ခဲ့ရသည်မဟုတ်ပါလောကြည်နက်တယ်အစိတ်တကအစိတ်တို့တွင်အချစ်စိတ်သည်ဝေဒနာအပြင်းဆုံးမှုတပည့်ကြီးမခံစားရသည်လူကကျွန်ုပ်ကမကြာခဏသူ့အခြေအနေကိုစိတ်ရရသည်လေအမောဘိုက်ကလေးမင်းနဲ့မြတ်တထားဘလို့ဖြစ်နေပြီလဲကွာဘလို့မှဖြစ်သေးပါဘူးဗျာဖွင့်ပြဖို့ကျွန်တော်မှအားရင်မရှိဘူးဖြစ်နေတယ်ဟာကွာမဟုတ်သေးပါဘူးဒီလောက်အချိန်နေပေးနေတာကိုဖွင့်မပြောသေးဘူးဆိုတော့မင်းညံ့တာပဲဘိုက်ကလေးနေပါအောင်အရင်ကတည်တဲ့ဘိုက်ကလေးကလက်သွက်ခြေသွက်အခုကဘိုက်ကလေးကဘယ်နဲ့ဖြစ်နေတာတော့ဟုတ်ပါပြောတော့စောကြီးပြောတော့မင်းပြောသမျှတော့ခံရုံမဲ့တကယ်ကြီးဟိုတော့ကချောလှဆိုရင်လူပြူလူလက်တဘာဝမိုးကျင်ပန်းကျင်တဲ့သဘောဒီတော့လေပါဇက်လွယ်ခဲ့တယ်ပေါ့ကွာကိုပြန်ကြိုက်ဤမကြိုက်ဤအရင်မကြည့်ဘူးမကြိုက်လို့လေတဲမခံစားရဘူးဟီလာဝါလာပေါ့လေအခုတသားနဲ့ကြတော့ကိုကြိုက်တယ်လို့ကိုပြန်ကြိုက်စေခြင်းနဲ့ကိုချစ်တယ်လို့ပြန်ချစ်စေခြင်းနဲ့လေအေးလေအဲ့ဒါကလည်းမင်းဖွင့်ပြောမှသိမှာပေါ့အခုလိုလာကြီးလို့လုံနေတော့ရမလားဟဲ့အကောင်ရဲ့ငါမှခက်နေတာအဲ့ဒါပဲစောကြီးကဖွင့်ပြောချင်တာကတပိုင်းသိနေပြီနှုတ်ပေမဲ့ဖွင့်ပြောလိုက်လို့ तू ကလက်ခံရင်ကောင်းသားရဲ့လက်မခံရင်အခုရှိနေတဲ့ခင်မမူလေးပါပျောက်ကွယ်မှာကိုငါစိုးရိမ်နေမိတယ်လေပြီးတော့သူ့အသက်ကိုကယ်ခဲ့တဲ့ကျေးဇူးရှင်ဆိုတဲ့စကားလုံးကြီးအရင်ကတော့သူ့ကိုကယ်လိုက်မိတဲ့အတွက်ဒီလိုခွင့်ရရတာပဲဆိုပြီးတော့ပျော်မိပါရဲ့ဟောအခုကြတော့ကိုယ့်ကိုအခွင့်အရေးသမားကြီးလို့ထင်သွားမှဆိုပြီးအဲ့ဒီကျေးဇူးရှင်ဆိုတာကြီးကိုမုန်းနေပြီတကယ်ကြီးမင်းကလည်းအမျိုးမျိုးရှောက်တူနေတာဟုတ်ကွာမင်းကလေးတယောက်ကိုရေစကားပြောဖို့ကြီးအဲ့ဒီလောက်တွေးခေါင်နေလေပြုတ်မနေတော့နဲ့ဟေးအေးတခုတော့ရှိတယ်နမပြောတော့ရင်ငါ့ကိုပြောပေးမင်းကလည်းကွာရခင်တော့ကဆိုရင်စောကြီးဤသူပြောပါကဘိုက်ကလေးပါးစပ်မှာတစ်ခောက်ခါစကားတွေထွက်လာပေလိမ့်မည်ယခုမီမချိပြုံးဖြစ်ရေရဲတာလုံနေတော့ဤထူးဆန်းပါပဲကွယ်ဘိုက်ကလေးတယောက်အပြောဆိုပါဆင်ကျင်သွားသည်မဟုတ်အနေအထိုင်အစားတောက်တို့ပါစူးစမ်းရပြပြနေရှာသည်ကတော့ကိုတွေ့ပင်ထမင်းမစားခင်လက်ကိုဆက်ပြာနဲ့စင်ဆေးပါကျမ်းမာရေး
ထမင်းစားရင်ပါဇက်ကအတန်မမီရရမ်းဤခင်းကြိုကိုရှူရှူမီအောင်မတော့ရရမ်းဤထမင်းကိုဘလုတ်ဘလောင်းမစားရရမ်းဤရှူဘလုတ်ရခင်ကားဆိုလက်သက်ခြေတဲ့ကြီးလေးတဲ့နဲ့ကြီးလက်လေးတဲ့နဲ့နေလေးရှိသူကယခုမူလက်သက်ခြေတဲ့မှန်မှန်လေးလို့တကူရင်တန်ရှင်းမှုရေချိုးလျင်ဆက်ပြမတကြီးတစ်ခါမှမသွင်းသူကယခုမူရေချိုးလျင်မပြီးနိုင်မစီနိုင်တော့ချီအေးဝိုင်းအောင်လောက်ရသည့်အတွက်ညင်းတဲ့တကောင်လွဲမှအိမ်ပြန်အိတ်လေးရှိသူကယခုမူအိယာဝင်ချိန်မှန်နေကြပြီဂျာတာမူကျူသူ့မောင်ကြီးအချိုးပြောင်းနေကိုကြည့်ပြီးမသိမြင်ကတော့မျက်စောင်းထိုးလောက်တတ်တော့လဲဘိုက်ကလေးကတော့မမှုလေပြီဘဝင်းချင်းတိုင်းဝိုင်းကကွယ်ပြောချင်တာတွေလေပြောကြပါသည်ကွယ်ငါနော်ကောင်းသောပြောင်းလဲခြင်းများပြီမို့ကျွန်ုပ်လည်းဝမ်းသာလေ၏ကြီးစဲလိုသည့်သဘောဖြင့်မတိကျိုးချင်ပြုပြီးသူ့ကိုမေးကြည့်တော့ကကျွန်တော်ပြုပြင်ရေးလုပ်နေတယ်ဆိုတာကကျွန်တော်ကောင်းမှမဟုတ်ပါဘူးတထားတဲ့အတွက်ရပါဘာလဲတထားကမင်းကိုဒီလိုနေရမယ်လို့ရာဇသံပေးထားလို့လားမပေးပါဘူးဗျာကျွန်တော်ဘာသာစဉ်းစားကြည့်တာပါတထားကပညာတဲ့ဆိုတော့ယဉ်ကျေးတိမ်မွေးတယ်မဟုတ်လားကျွန်တော်ရဲ့အပြုအမူနေထိုင်နေကြောင့်သူကုန်ငယ်သွားမှာကိုကျွန်တော်မလိုလားဘူးလေအဲ့ဒါကြောင့်ကျွန်တော်ရဲ့အပြုအမူနေထိုင်နေကိုဂျန်ကဲမင်းဖြစ်အောင်စူးစမ်းနေတာပါဟမ်ဂျန်ကဲမင်းဘာလဲဟာဂျန်ကဲမင်းဆရာတို့ကလည်းညံ့มาပြီးတော့ဂျန်ကဲမင်းဆိုတာလူကြီးလူကောင်းကိုပိုးစလုံးမှုတ်တာဗျာဂျန်တယ်မန်တော့လောက်ပါကွာမင်းလက်ထက်ကျမှဂျန်ကဲမင်းဖြစ်ရတယ်ဟုတ်လားသိပါဦးဗျာဘိုးစကားကြီးများရှာတယ်လိုက်တယ်ဦးဗျာဟီနေတော့ကတော့စာမကြိုးစားခဲ့မိတာကိုခုမှနောင်တရမိတယ်ဖြစ်များဖြစ်နိုင်ရင်တငယ်တန်းကစပြန်တက်ပြီးဘွဲရကြီးဖြစ်အောင်လုပ်လိုက်ချင်းရဲ့ဗျာတပည့်ကြီးရဲ့ဘိုက်ကလေးအဖြစ်ကရုံမရခင်တံမယာရှာစဲဆိုတာမျိုးဖြစ်နေပြီမိတို့ပင်ဖြစ်စေလူချမ်းတို့အဖြစ်ဘဝခေါ်ယူကျိုးနေပြီဖြစ်တော့လူတယောက်ဟာရင်ကြီးသိမ်မွေသောလူတယောက်အဖြစ်ပြန်လည်မွေးဖွားပေးနိုင်ဒီမှာအချစ်ကြောင့်လွှဲ၍အခြားရှိမီမထင်တော့ပါသည်အချစ်ဤတကူများပေါ့လေဟဲအခန့်ရှိအမည်တညာခေါ်စရာကအချစ်ဟူသည်အယိုးဆုံးဖြစ်တယ်လို့အဆန်းဆုံးအရာလည်းဖြစ်သည်ဟုဘိုက်ကလေးတွေးနေမိ၏စိတ်ကြမ်းလူကြမ်းနှင့်တသက်လုံးနေလာခဲ့တော့သူ့နှလုံးသားသည်သူကိုယ်တိုင်အံ့ဩရလောက်အောင်နူးညံ့သိမ်မွေ့ပြီးအရာရာကိုချက်ချင်းအတိပြေးသောစိတ်ဖြင့်သာကြည်နေမြင်နေမိချေတော့ဒီမဟုတ်ပါလားကောင်းကင်လှလှပန်းလှလှတွေ့မြင်သမျှသဘောကျညတ်ထားလေးငါနဲ့ရဟဲကြည့်ပါဦးတရွယ်လေးတွေကြွေကြလိုက်တာများကြပြဆန်လိုက်ပါပြီတော့ငှက်ကလေးတို့ကြီးမင်းတို့ရဲ့စိုးတေးကိုမလို့သူတွေကစူတယ်ညံနေပြောကြပေမဲ့တို့အတွက်တော့စမ်းရည်စီးတန်လေးလိုပါပဲကွယ်အုံအွမ်းအိုးဖျုတ်လေးပါလားမင်းကိုလူတွေကတော့အယုတ်ဆိုးတယ်ပြောကြပေမဲ့တို့အမြင်မှာတော့ချစ်စရာလေးပါကွာဟင်ချစ်လိုက်ပါပြီရွှေဖျုတ်လေးရဲ့ဖာဝေ AIDS လာပေးနေတာပဲအမြန်လက်မှာရှူအိုးကြည့်ပါအောင်တော့ကားလိုက်တဲ့ဂျူထွားလိုက်တဲ့ခန္ဓာနဲ့တိုက်ပွဲဝင်တော့မဲ့စစ်သူကြီးလိုဟန်တပြမန်တကြောနဲ့ရှိနေလိုက်တာအားရစရာကောင်းလိုက်ပါပြီဘိုက်ကလေးစကားမဆုံးလိုက်စံလင်းဤကျွဲသောကြီးကသူ့ကျွေးတွေးစရာတွေ့ပြီဟုသဘောထားလေလားမသိဒရမန်ကျန်လိုက်ခတ်ချေတော့ရဘိုက်ကလေးကဖင်ပိတ်ပြီးပြေးရတော့သည်အမေကြီးအပြေးကောင်းရတာတော်တော့သည်လူမာတော့ဟောဟဲလိုက်အောင်ရွှာထက်နေတော့ဤသို့ပေမဲ့နှလုံးသားကတော့ပြုံလေးတိတ်ဆိုးတဲ့ကောင်ကြီးမိုက်တန်ဆိုင်ကြနေတာပဲလူကိုအတင်းပဲဗျာယနေ့ဘိုက်ကလေးတွင်ရေချက်တစ်ခုရှိ၏ရင်းမှာရွာထိပ်ရေကန်ကြီးမှာကြာကျူးများချိုးပြီးမြတ်တထအတွက်ကြာစစ်ရိုးလေးများလှုပ်ပေးရန်စင်ပေးလိုသည့်စိန်လွယ်စဲရွှေလွယ်စဲဗဒများလွယ်စဲရဲ့မတက်နိုင်သေးသည့်ဘဝမှုကြာစီရိုးလွယ်စဲလေးကိုသာစင်မြန်းပေးအုံတော့မောင်းတထားတန်ဖိုးမထိုက်ပေမဲ့မေတ္တာနဲ့ရှင်သီထားသည်မို့နှလုံးသားကိုတော့ဘဝင်ချမ်းမြေ့စေပါလိမ့်မည်တထားခင်ကြာစီရိုးလေးများချိုးလို့ရဲ့ဆွဲကြိုးလေးချစ်ချင်းများနဲ့အချောသက်ပြီးဆက်တာမဲ့သခင်ဘာဒီမြန်ဆက်တာကျင်နေရတာလေငယ်ကျွင်ကြီးရဲ့ဆက်တာစီဟာသူ့တချင်းကိုတန်အောင်လိုက်ပြီးလောင်ပြောင်လိုက်တန်နဲ့အတူဘလုံးကွဲရည်တန်များကြောင့်ဘိုက်ကလေးလှည့်ကြည့်လိုက်မိတော့ဟာပြဿနာပဲကျောင်းတော်ကရန်စားရှိဘူးသောညိုကြီးနဲ့တပည့်တတိုင်းငါကိုရောမြန်လေးငှက်ခါတော့ပင်ကြရည်နဲ့ဇယံမင်းစည်းစိမ်ခံပြီးစကားကိုဆင်ခြင်ပြောမှထန်းတော့ကပြန်လာတာပေါ့ငယ်ကျွင်ကြီးရဲ့ဝါဟာသူ့ကိုတက်ရန်စနေမှန်းသိတော့လဲရန်မီမပွားလို့ဒီမို့အေးကဲဒါဆိုငါလည်းသွားလိုက်အောင်မကွာနော်ညိုကြီးဒီလိုသွားလို့ရမလားကွ
ကိုတော့ရဲ့ခြေစုံကိုဥတိုက်ပြီးမှသွားမှာပေါ့ငေကျွင်ကြီးရဲ့ဟာ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 ရခင်စိတ်မျိုးနဲ့ဆိုလေတော့မျိုးကြီးနှာခေါင်းသွေးရှန်လောက်ပြီးစော်ပြစ်လိုက်စမ်းဘိုင်ဘိုင်တို့တော့ယခုမူလလက်ဟောင်းဘိုက်ကလေးမဟုတ်တော့ပဲဘိုက်ကလေးလက်သက်ဖြစ်နေပြီမို့မျိုးကြီးကငါတောင်းမှန်ပါတယ်ကွာအရင်ကိစ္စအတွက်ငါအနုညွတ်တောင်းမှန်ပါတယ်အာရပါတယ်ကွာ never mind အခုငါသိချင်တာကမင်းနဲ့မြတ်တထာကဘာလဲချစ်သူတွေလားရီးစားတွေလားဟင်မဟုတ်တာမင်းတနာတွေတခုမှမဟုတ်ပါဘူးကွာငါနဲ့မြတ်တထာကရိုးသားသားခင်ကြတာပါဟေးဟုတ်လားဖြစ်မှဖြစ်ရလေဘိုက်ကလေးရဲ့ငါကမင်းကိုတထာလေးရဲ့ရွှေမင်းသားလေးအောင်းမိနေတာလက်ဆက်သက်တော့မင်းကကောက်ရိုးပုံဆောင်နဲ့ခွေးဖြစ်နေတာဟုတ်ကွာဟာဟာဟာအေးပါကွာငါကကောက်ရိုးပုံဆောင်နဲ့ခွေးပဲထားပါတော့ကဲငါသွားမယ်နော်စော်ကားမှုကန်းကုန်လာပြီဖြစ်တော့လေဘိုက်ကလေးကခန်းဒီစိတ်နှလုံးသွင်းပြီးရှောင်ထွက်ရန်ကြိုးစားတော့လေနေအောင်လေငါပြောလို့မပြီးသေးဘူးငါခွေးဆိုရမ်းမုန်းတာလမ်းမှာတွေ့ရင်ခဲနဲ့ထုပြရမှာကျင်တတ်တာကွာနားလဲလားထုပြအခုလဲခွေးတကောင်တွေ့နေရပြီဆိုတော့ကဲကွာမထင်မှတ်ထားသည်မို့ဘိုက်ကလေးဖင်ထိုင်ကျသွားတော့ဤမျိုးကြီးကကျင်တတ်သေးဟန်မတူပဲထက်ဆင့်ထိုးကြိတ်ကန်ချောက်ချီငါတထားနဲ့ဝဝနေကွာမှတ်ပလားမျိုးကြီးထိုးကြိတ်တယ်များဘိုက်ကလေးကလက်တော့မပြန်ပဲရှောင်ချင်းတိန်ချင်းသာပြုတ်နေချေမျိုးကြီးတော်ပါတော့ကွာကြားတော့ထိုးရသူမျိုးကြီးမှာအမောပင်ဖောက်လာတော့ဤဟဲ့မညစ်ပတ်နဲ့နော်မရှောင်ကြီးလေကွာအထိုးခံသူကဘာမှမဖြစ်ထိုးသူကအမောဆိုပြီးအသက်ပြောင်းမှုကိန်းဖြစ်နေပြီမို့မျိုးကြီးဤလူများကဘိုက်ကလေးကိုဝိုင်းချုပ်ပေးတော့ဤဒီလောက်အဆောင်ကောင်းတဲ့ကောင်သေစမ်းဘိုက်ကလေးကန်ကောင်းတီကိုဆိုရမည်တယောက်နဲ့အများမရှောင်တာမသိမ်းတာဖြစ်နေစေရေကန်တင်ငားမြရန်လာတော့စောကြီးနဲ့တိုးချင်းဖြစ်တော့ဤတငယ်ချင်းအဖြစ်ကိုမြင်လိုက်ရသည်နှင့်စောကြီးလဲခရောင်းမြောင်းနေအောင်ကြိုက်ပြီးရန်ပွဲအတွင်းခုန်ပြန်ဝင်ရောက်လာ၏ကောက်မလေးကိုလွတ်လိုက်အဲ့လေဘိုက်ကလေးကိုလွတ်လိုက်ဖြန့်စောကြီးကသာသူ့အတွက်ဝင်ရောက်ထိုးချိန်နေရသည်ဘိုက်ကလေးကမူကူမထိုးပဲစီးစံငင်းချင်းကြီးတမလုံနေကြတော့ဤဖျောက်နေတော့ပါတော့ကွာနှစ်ယောက်တွဲပြီးတအားနှွဲလိုက်ရင်ဖြင့်ပွဲကအဖြစ်တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်ဘိုက်စောဘက်ကနှစ်လီတလီပေးတယ်ယခုမူစောကြီးတယောက်ထဲသာနှွဲနေရသည်မို့ကြာတော့အထိနာဤလူမဟန်တော့သည်မို့စောကြီးလည်းညံကိုရသည်အောင်မလေးတော့လာကြပါအောင်အားနှွဲသူလေးကိုညိုကြီးတို့လူစုမတရားလုပ်နေပါတယ်တော့ဟာရန်ဖြစ်သည့်ကိစ္စညှိလို့ရသေးသည်မတကာထိတ်သုံးယခုစောကြီးဥပုံကစောကြီးအော်ပုံကလူအများထင်မှားเสียမို့မျိုးကြီးတို့လည်းတုတ်ချေတင်သွားတော့သည်အဖြစ်ကတော့အဲ့ဒါပဲဥတ္တပီရောက်ဖာလုပ်ဖို့မယ်ကျွန်တော်သာညံမကူရင်နှစ်ရက်လုံးထမင်း9ရက်လောက်စားနိုင်မှာမဟုတ်ဘူးအဲ့ဒါနဲ့မင်းတို့လည်းစိတ်မူလေးကိုနေမျိုးဒီတခါတည်းဝင်ပြီးဆေးထည့်လာကြတယ်ဆိုပါတော့မဟုတ်ရပါဗျာသူ့ရဲ့တထားကကျွန်တော်တို့တပင်းကိုဘယ်လိုကြားတယ်မသိဘူးရောက်ချလာတယ်လေပြီးသူ့ရင်ကိုခေါ်သွားပြီးယူရဆေးထည့်ပေးလိုက်တာဒင်းခွက်ကြည့်ပါလားခွေဟိုတင်းဟမ်မီရဲ့ရုပ်ဖြစ်နေတာဟမ်စော်ရလဲကွာဘိုက်ကလေးဟာဒီခန္ဓာကောင်းနေဆိုပေမဲ့ကိုထိလက်ရောက်စော်ကားလာရင်ငုံမခံသင့်ပါဘူးကွာပြီးတော့အခုကိစ္စကဒီကောင်နေမူးကြီးပြီးအသက်လေးရန်ကားတာကွာကျွန်တော်မကျင်တတ်ဘူးတကြီးသွားတိုင်းပဲဟာမလုပ်ပါနဲ့ဆရာတွေ့ရဲ့ကျွန်တော်ကပဲကြားထဲကတောင်းဝင်ပါတယ်ဗျာဒီကောင်နေတက်မဲ့ရန်ဆစော်ကားတာကိုလည်းကျွန်တော်သိပါတယ်ပြီးဒီကောင်တွေကမူးနေတာလေနှစ်ချက်တောင်ထိုးရမယ်မထင်ပါဘူးအေးလေအဲ့ဒါဆိုလည်းမှတ်လာအောင်ဘာလို့မလုပ်ခဲ့တာလဲဟင်းကျွန်တော်မလုပ်ချင်ဘူးကျွန်တော်လုပ်ချင်နေတာကရင်ထဲကဒေါရတရားကိုအတတ်နိုင်ဆုံးထိမ့်မှုပဲဘိုက်ကလေးမင်းတော့ထွက်တော်မှာတော့မဟုတ်ပါဘူးနော်မဟုတ်ပါဘူးစောကြီးငါဆိုလိုချင်တာကကိုယ်စိတ်ကိုထိမ့်သိမ့်နိုင်တဲ့လူဖြစ်အောင်ကြိုးစားနေတာလို့ပြောတာပါကောင်းမြန်ထိသွားရောလားကိုယ်စိတ်ကိုမှမနိုင်နေတဲ့သူကလောကမှာအောင်မြင်ကြီးွားတယ်လို့မဖြစ်နိုင်ဘူးတဲ့စောကြီးတတနာတွေအဲ့နဲ့ဘယ်သူပြောလဲတက်ထားလာပြန်ပြီဒီတက်ထားဟုတ်ပါတယ်ကွာစိတ်အလိုလိုက်နေတဲ့သူဟာဘာမှဖြစ်လာမှာမဟုတ်ဘူးမိမိစိတ်ကိုအောင်နိုင်တဲ့သူမှသာလောကမှာအောင်မြင်ကြီးပွားတဲ့သူဖြစ်လာမှာကွာအဲ့ဒီလိုဖြစ်မှလဲငါအတွက်တထဂုံးတက်မှာပေါ့တကယ်ချင်းအယူရဲထီအောင်ယူဒင်းကိုတော့ပြောကိုမပြောချင်တော့ပါပြီလူတိုင်းအချစ်ယူဖို့ကြပါသည်သို့တော့သူများထက်ပိုပြီးနှစ်ဖူးဟိုတင်းသက်ပေါက်ချင်တော့ဒင်းကိုကျွန်ုပ်ကိုစားစောကြီးကစိတ်နန္နာဖြင့်ကင်မွန်းတက်လိုက်သည်ကတော့တောက်ယူအခန်းကိုဘိုက်ကလေးလှုပ်ဝက်ချက်ခက်တော့ခက်နေပြီတင်းကြောင်ပြင်ခက်နေကြပြီမခက်လက်ခံနိုင်လို့လားရခင်ကဆိုတော့ပြစ်ထွက်ရန်နားပူဒီကမတင်းမြင့်တယောက်တာယခုမူတယောက်ထပ်တိုးလာခဲ့ပြီမို့ကျွန်တော်အခက်တွေ့နေရပြီမဟုတ်ပါလို့ဟူး
ဆရာတွေ့ရေတော့ပြထွက်အောင်လေဗျာဟာဟိုတနေ့ကပဲဆက်ကြီးတကောင်ရထားတာဆရာတွေ့ကလည်းဟိုတနေ့ကရတာမြန်ထဲ့ပြောနေရတယ်လို့နေတိုင်းရတော့ဘုံမကောင်းဘူးလားမဟုတ်ဘူးလားမမှန်မြင်အေးဟေးငါမပြောတော့ဘိုက်ကလေးနေမဲပြောလိုက်တော့ဒီနေ့တော့ပြတ်သားပဲဒီနေ့ကံမကောင်းခြင်းကတော့အစပြုပြီဘာဘူးဘင်းမှမရှိတဲ့လူပြိုလူလက်ကတောင်ငွေကိုကြားစီငါးစီရှာချင်စိတ်ရှိနေသေးတယ်အိမ်ကဟာကြီးတော့မိန်းမာတာယူထားတယ်ဟိုရင်ကြမ်းကြချပြီးထိုင်နေဖို့ပဲတက်တယ်ပစိုးစားဟီစီဝါရှာတာပဲတော်ပြီးတမ်းပြီးဟိုနေ့လုံမယ်ဒီနေ့သွားမယ်ရှိရမလားအရွယ်ချီဆုံးလုံနာကန်နိုင်ဆုံးရုံးကန်ရှာဖွေထားကမှတော်ကကြမှာမဟုတ်လားအခုတော့ဟုတ်ပါဘူးအမဲလေးတစ်ကောင်လောက်ကန်ဆွတ်ပြီးရကြည့်ကန်ဆွတ်မှရတဲ့လက်ကိုအိမ်မှာကြောက်ချနေပါပြီတလကိုတည်းနာမည်တောင်ပြောင်းပေးလိုက်ပါရှင်နဲ့ကြောက်သင်းမောကြီးလို့တကယ်ဆိုကအိမ်အောင်ဥစုပဲတုံးလုံးစာပက်လက်စာအတွက်ပူပင်ပင်နဲ့ကြိုးစားရှာဖွေရမယ်မဟုတ်လားအခုတော့မပြောလိုက်ချင်ပါဘူးဒါဆိုပြောအောင်မဲ့သဘောပေါ့ရခင်သမီးကြီးသားဘဝတော်ကဤသို့ပတ်ချပြောသည်ကိုနားနီးသည်ဟုမထင်ခဲ့နောင်ကြီးအတွက်တက်လေခြင်းအမြင်အမြင်ရှိပေခြင်းဟုအကျဉ်းနှချိကျဉ်းနှက်ခဲ့ပူပါသည်ကတော့တော့ခံအောင်တော့မယ်တို့တော့ယခုအခါရမူဤစကားတို့ကပဲနားတဲ့တန်ရီဘူးလောင်းတယ်လို့ခံစားနေရသည်မို့ယောက်ျားသူများခုတစ်မျိုးတော်ကြားတစ်မျိုးနဲ့စိတ်နှမျိုးပဲကျွန်တော်လဲလက်ဆွဲတော်နှလုံးမျိုးကိုဝုန်းကနေပြီးဆွဲပြီးအိမ်ပေါ်မှာလာကနေခုန်ချမိတော့ဒီတကားဟောဗျာသွားမယ်ဆိုတော့လဲချက်ချင်းပဲယောက်ျားဟူသည်ကြောပူတာခံပြီးနားပူမခံနိုင်ဘူးမဟုတ်ပါလောအဲ့ဒါနဲ့ပဲတော့တဲ့ဝင်ပြီးအောင်တော့ဘိုးအေးလေဟုတ်ပါအရင်စစ်တော့အမြင့်မြေကဆိုသလိုတရခန့်အစ်စ်ကတော့ဒင်းမင်းရုပ်ကိုကဘလို့ကြီးပုံကိုမလာဘူးရခင်ကဆိုတားကောင်ကြီးတကောင်ရလင်အိမ်မှာတပတ်ဆယ်ရက်နားပြီတော့မတင်းမြင်ကလည်းဘာမှမပြောကြီးပြူပင်ကိုတိရီမြင်နှင်းပေးမယ်လေချစ်လို့ယနေ့မူတားကောင်တကောင်ယခုမူတားကောင်တကောင်ရလို့စိန်ကြမိလားမှတ်သည်ဒင်းကအဖို့ခေါ်နေမခက်ပါလို့ကြည်ရင်နဲ့ရိုက်ချင်လာတယ်ဒါမျိုးဆိုရင်တော့ဟိုတိုင်ကြီးပါတိတ်ပတ်မှာကအကြိုက်ပေါ့ဒင်းတို့မောင်နှမနဲ့ရေဆက်လာဆောင်ရတဲ့ငါကကန်ဆိုးတာရခင်ကဆိုရင်ကျွန်ုပ်တို့နှစ်ယောက်လုံးတောဝင်ကြသည်တွင်ဒင်းကပိုဆိုးသည်မဟုတ်ပါလို့အာကျွတ်ဆရာတွေ့ရေကျွန်တော်တော့ဖျားနေပြီလိုက်နိုင်တော့မှမဟုတ်ဘူးဆရာတွေ့ပဲတွားလိုက်တော့နော်အောင်မလေးကွာဖျားတာများချွေးထက်သွားရင်ပျောက်ပြီပို့ချွေးထက်ဖို့တော့ဘာမှမပူနဲ့လေဒီနေ့တောနဲ့ထဲဝင်ပြီးကြားစင်ပြောင်းဝင်တကောင်လောက်ရှာပြစ်ကြတာပေါ့ကွာဤတို့ဤနဲ့ကိုထက်အပြင်းပိုကြီးသူကယခုမူကိုထက်ထကြွလုံးလာကြည့်နေသည်မှာအဘဲကြောင့်နီဘိုက်ပဲနေဟီဒီဘိုက်ပဲဟီနီရခင်ကဆိုရင်တားကောင်ရလာရင်သူ့ဝေစုခွဲတန်းကိုမသိမြင်ကတခါတည်းပဲတော့မှမပေးအလီလီခွဲပင်နေကြသူကလည်းကျင်နဲ့ဤဘာမှမပြောနဲ့မှထွေထူးဘာမှ30မှမရှိတာဒီလောက်ပဲယူထားအောင်နောက်လို့တော့လည်းမမမြင်စီတောင်းပေါ်ဟဲ့နော်ရတယ်အခုမူခွဲပြီးရင်မရတော့တခါတည်းယူသည်မသိမြင်ကလည်းမျက်စောင်းခဲခံရသည်ကလည်းခဏမျက်စောင်းခဲခံရသည်ကလည်းခဏပတ်စံမြန်ကိုလက်ထက်ရှိနေမှာကိုပတ်စံ1 2 3 4 5နော်ဒါတွေမကသည်ကျွန်ုပ်တော့မလဲသည့်ရက်များဆိုလျင်အိမ်နွမ်းအားမနေသွားကြထိုးနေတဲ့ထင်မှာတောဆက်တို့သွားပြီးရုံထောင်းကြွက်ရှာဖားရိုက်ပြီးပတ်စံရှာတာချေသေး၏ဟိုက်ဒါဆိုငါတို့ကအလွတ်ပေးမဲ့ပုံမမြင်ဘူးပတ်စံလည်းတွင်ရှာပါ၏တို့တော့သူ့ကြည့်လိုက်လျင်လက်ထက်ပတ်စံတပြားမှမရှိသေးကတော့စဉ်းစားကြက်စီတော့၏ဘိုက်ကလေးတီးလေးပါလေးသွားဆွဲအောင်လေကွာမင်းတက်ခါခိုင်းရင်သွားမယ်လေငါတော့တပြားမှမရှိဘူးနော်စောကြီးဘီးစိအခြားအသုံးမရှိပေမဲ့သူဖြုံးလေရှိသည်ကတော့တစ်ခုရှိသည်ရဲမှာလာစဉ်ထီမှန်ထိုးခြင်းပေသည်ထီမဖို့မချင်းငါဟာတထိန်လောင်းမယ်လာစဉ်ထီထိုးသည့်ငွေမှလည်းကုံသည့်ပတ်စံမရှိစင်းပြောင်းနေကြရာကျွန်ုပ်တို့လင်မယားလည်းမနေနိုင်ပဲဆက်စုမိသည့်အခါတော့သူကရီကျဲဖြင့်ပဟိနိလုံနေကြသေး၏နိမတောင်နောက်မှတီလိမ့်ပေါ့ဟဲမတိရလေတိကျင်လေးမှာလူတဘာဝဖြစ်သည့်အတိုင်းကျွန်ုပ်တို့လင်မယားလည်းဘိုက်ကလေးကိုမတိမတာအကဲခတ်ချေတော့၏စီဝါရေးများလုံနေသလားအခြားသူများထံအနံ့ထားတယ်လို့လားကြိတ်ပြီးစုံစမ်းကြည့်မရှိပတ်စံရလာသည်နှင့်သူအခန်းထဲအတန်ကြာဝင်သွားသည်မှလည်းဘာမှမထူးကြတော့လဲတဲလန်စာကအခန်းထဲကိုညွှန်ပြနေသည်မို့ကျွန်ုပ်တို့လင်မယားလည်းဘိုက်ကလေးမရှိကြသူအခန်းထဲဝင်ပြီးရှာဖွေရေးလုပ်ကြ၏သူဤတတာကိုဖွင့်ရှာ၏မတွေးဖြာအောက်များထားလေတော့လေလှန်လို့ရှာကြည့်၏မရှိခေါင်းထဲမှာမြန်ထည့်ထားလေရောသလားနတ်ထီမရှိပါဘူးဆိုမ
နောက်ဆုံးကျဲကြိုကျန်းကြပါမကြံစိတ်ရတဲ့ရှာဤသွေးဝနေတော့ဂျဘိုးများမှလွယ်ဘာမှမတွေ့ရှာတဲ့နေရာများမရှိတော့အခန်းချင်းလေးတဲ့ဝဲပတ်စံဟူ၏တပြားမှမတွေ့သည်နှင့်ခေါင်းခဲတဲ့ဖြစ်ရတော့ဤစုံတော်ကြီးဥဆန်ရှာခေါ်ရမယ့်ပုံမှန်လားမြင်၏ဟုတ်ပါတော့စဉ်းစားရကြက်စားဖြင့်ဟိုဒီကြည့်မိရာနိုင်ရန်တွင်ကျိုးကွေတစ်ခုကိုတွေ့ရသည်ကျိုးကွေရှိနေသည်မှာမထူးဆန်းတော့လဲကျိုးကွေနှင့်ချိတ်ထားသောနေရာကကျွန်ုပ်ပင်လက်လန်းမမီရှိကြရာဘိုက်ကလေးဆိုကတက်တာပေါ်တက်မှသာမိကြပေလိမ့်မည်ဘာသဘောနဲ့မြန်ဒီနေရာမှာချိတ်ထားပါလေထို့ပြင်ကျိုးစားတစားသည်ခေါမိုးဘက်စီသို့တက်သွားရာကျွန်ုပ်တို့လည်းကျိုးစားကိုလိုက်၍ကြည့်မိကြရာဟာဘာလဲဟိုမှာတွေ့ပါကြပြီစုဘူးကြီးဝဘိုးဝါစုဘူးကြီးတစ်ခုကခေါမိုးနာကက်လျက်ကျိုးဖြင့်တွဲကတွဲလောင်ကြီးရှိနေကြတော့သည်တကားပတ်စံများကိုဤနေရာတွင်ဤသို့ထားမည်ဟုဘီသူထံပါမည်ညံပြေးလေစွာမောင်ခိုသမားသည်လိုဝင်စားတာထင်မှာတို့ဖြင့်ကျွန်ုပ်တို့လည်းစုဘူးကြီးကျိုးကိုရှော့ပြီးဆက်စုမိတော့ဤအမေအတော်ကိုလေးနေပြီပဲပတ်စံနေမနှဲတော့ဘူးညဆောင်ထုံနေပြီပေါ့လေထို့ပြင်စုဘူးကြီးတွင်မိဖုတ်တန်စုဖြင့်မညီမညာရေးသားထားသောအကြောင်းအရာကိုလည်းတွေးလိုက်ရသည်မို့စိတ်ဝင်စားဖြင့်ဖတ်ကြည့်လိုက်ကြရဝဲတထားမှလွဲမြည်သူမြမကန်ရမန္တလာကွလာဟေ့ဝိုင်ကြီးတခုသောညနေခင်းရွာထိတ်ညောင်ပင်ကြီးအောက်ဝဲကျွန်တော်တို့ထုံးစံအတိုင်းဝိုင်းချင်းဖွဲ့နေမိတော့၏ဟုတ်ပြီခင်ဗျာကိုစောရဲ့ခွေးသေးဟိုအကွက်ပါခင်ဗျာထိုစဉ်ကားတစ်စီးသည်ဖုန်တစ်ထောင်းထောင်းဖြင့်မောင်းနှင်လာပြီးကျွန်ုပ်တို့ဝိုင်းနီထိုးရကအသက်40ဝန်းကျင်ရှိလူတဦးဆင်းလာပြီးတစိမ့်လောက်ခင်ဗျာဟိုဥတင်ရွယ်ဒုံငွေတင်တို့အိမ်ကိုလမ်းညွှန်ပေးလို့ရမလားခင်ဗျာအမျိုးဆိုရင်ကျေးတယ်လို့ဝတ်စားထားပုံကလည်းမျိုးသားမှန်သိတာစေပြီးလူချမ်းသာတဲ့ဥဖြစ်ကြောင်းကိုမမေးပဲသိနိုင်စေတော့၏အားလွယ်ပါတယ်ဒီလမ်းအတိုင်းလိုက်သွားကိုပဲနီးနာရောက်ရင်ညာဘက်ကို꿰လိုက်တော့โอเคကျေးဇူးပဲညီလေးဟာမဟုတ်ကိနဲ့ဦးလေးဒီကပြောလို့မှမပြီးသေးရအော် sorry ပြောပါအဲ့ညာဘက်ချိုးပြီးလို့တော်သွားမိရင်ဟာလာဇက်ကလေးတစ်ခုတွေ့လိမ့်မယ်သူ့ဘေးမှာပြင်အောင်ရင်တစ်လုံးရှိတယ်အော်ဟုတ်ပြီအဲ့ဒီအိမ်ပေါ့နော်မဟုတ်ဘူးအဲ့ဒါပူဆွမ်းပြီးတော့အိမ်ကျုပ်တို့ရွာရဲ့ကွန်းအောင်ကိုင်းလေးပေါ့တာသလားတော့မမင်းနဲ့မယုံရင်ဝေကြည့်သွားဟဲ့စောကြီးတော်နင်ပြုံးနေပုံနဲ့အဲ့တဲ့အိမ်ရောက်တော့မှမဟုတ်တော့ဘူးအော်ဥတ္တပီကလည်းကြုံတော့ကြောညာပေးနေတာပါဗျကဲဘိုက်ကလေးဒီကအဲ့တဲ့နဲ့လိုက်သွားပြီးတထားတော့အိမ်လိုက်ပြပေးလိုက်ကွာဟုတ်ကဲ့ဆရာတွေ့တို့ဖြင့်အဲ့ဒါလည်းကျွန်ုပ်တို့အားကျေးဇူးတင်စကားဆိုပြီးနောက်ဘိုက်ကလေးကတင်ဆောင်ကမောင်းထွက်သွားတော့ဤကျွန်ုပ်လည်းအတန်ကြာချင်းခတ်နေပြီးချွေးလေးပြန်လာမှအိမ်ပြန်ရေမိုးချိုးပြီးညစာဆိုင်ရန်ဘိုက်ကလေးအပြန်ကိုစောင့်နေကြတော့ဤခဏကြာတွင်ဘိုက်ကလေးပြန်ရောက်လာတဲ့ဖြင့်ဘသူတဲ့လဲဘဲကလဲအော်မြိုင်တာပါကိုရင်ချစ်ပိုင်းမိဘတွေနဲ့ကိုရင်ချစ်ပိုင်းမိဘတွေနဲ့ဥတ္တနယ်တို့ကစီးပါဘက်တည်းတဲ့စီတတိလို့တော့ပြောတာပဲဘလို့အဲ့တဲ့နာမည်ကချစ်ရင်ပိုင်းနဲ့လားဟုတ်တယ်သူ့ဖေနာမည်ကကိုရင်မောင်သူ့အမေကဒေါ်ပိုင်းထွန်းတူဒီတော့ချက်ဆုံးသားမို့ချစ်ရင်ပိုင်းလို့မှဲ့ထားတာဆိုပဲဟုတ်ပြီကွာဟုတ်ပြီဟာတို့ဖြင့်နောက်နေ့တွင်ဥတင်တွေတောင်းဝေတုံနဲ့ညတဲ့ထားတော့မှချစ်ရင်ပိုင်းနဲ့အတူမြိုင်သာတို့အလဲဘက်လိုက်သွားကြသည်ဟုသိရကြတော့၏ညတဲ့ထားသည်အခါစားမဝင်ရသည်မို့ဘိုက်ကလေးလဲဟင်သာရယုံထောင်ငှက်ထောင်ဖြင့်သူ့စုဘူးကြီးပြအောင်စူးစမ်းနေသည်မဟုတ်ပါလားတို့ဖြင့်3-4ရက်ခန့်အကြာမြတ်စွာထားတို့ပြန်ရောက်မရောက်နေ့စဉ်စနီးသွားနာတော့ဘိုက်ကလေးမှာရှုံသွားတော့ဖြင့်ပြန်ရောက်လာပြီဒါပေမဲ့ဥဒ္ဒနဲ့တယောက်ထက်မဟုတ်ဘူးဒုံငွေတုံနဲ့တထားကကိုရင်ချက်ပိုင်တို့ဥဒ္ဒနဲ့တယောက်တည်းဗျဒုံငွေတုံနဲ့တထားကကိုရင်ချက်ပိုင်တို့မိသားစုနဲ့တူဖျားဖူးလိုက်သွားကြတဲ့ဗျာခက်ပါအချင်းမသိကဖြင့်သူမသိငါဘူးဘွားသို့တော့သူ့ဘက်ကလူလဲပြုပြင်းဝေလဲစုဆောင်ရှာနေတော့တပည့်ကျော်ရဲ့အဖြစ်ကိုကြည့်ရင်ကျွန်တော်လည်းတက်ပြင်းလေးတာချမိကြည့်တော့ဤမောင်တော်ကပိုင်ဖို့ဝေးစားဆိုင်မဆိုင်သေးတော့လဲသူ့အဖေတော့အလွမ်းဆက်ကစနေကြပြီနေညိုဒီနဲ့ရွာထိပ်ပြေးကညတထားအလာကိုအကျိုးထောက်ရသည်ကနေ့စဉ်ဝတ္တရားမဟုတ်ပါလောတနေ့ဆိုသူရောက်လာမလားရဲ့လို့အကျိုးထောက်ပါလားမြဆန်းကြီးအကျိုးထောက်ရသူညတထားပေါ်မလာသေးသည်မို့သူ့အတွက်တရင်တစ်ခုကတော့ပေါ်ထွက်လာကြပြီကိုတွေ့ရင်တရင်တစ်ခုကြားခဲ့တယ်တော့ဘာမှန်းလဲကွာဟိုလေဥတွင်နေတော့အင်ကိုကားနဲ့လာတဲ့ချစ်ရင်ပိုင်းဆိုတာလေဘာဖြစ်လဲဘာဖြစ်ရမလဲအဲ့ဒါမြတ်တထနဲ့ပေးစားမယ်လူတဲ့တော့
ဟာမြတ်တထားနဲ့ဆိုဦးလေးရွယ်ကြီးဟာမဖြစ်နိုင်ပါဘူးဘာလို့မဖြစ်နိုင်မှာလဲဖြစ်နိုင်တာမှပြစ်နဲ့တောင်မြည်သေးမိတန်ဆိုအလင်္ကာတောင်လောက်လိုက်သေးတယ်အဲ့ဒီဦးလေးကြီးကိုသူ့မိဘတွေကအိမ်အောင်ချပေးဖို့ကြိုးစားနေတာကြာပြီတဲ့ဒါပေမဲ့ဦးလေးကြီးကအယုံများတဲ့လေးချီခါတဲ့လေးနဲ့လုံနေတာတဲ့အဲ့ဒါနဲ့အခုမြတ်တထားလည်းတွေ့မြတ်တထားကိုလေ့လာဖို့လွတ်လိုက်တာတဲ့လေအဲ့ဒီမှာမြတ်တထားကိုလည်းတွေ့ရော့တီဝင်းမြင်းအုံမာတန်ဒီကိုမြင်ပြီးစင်မော်ကပြုတ်ကြသလိုရွှေဘောတော်ကြီးကြပြီးအိမ်အောင်ပြပါရဲမယ်လို့ဝန်ခံတဲ့လေဒါပေမဲ့ကွာဒီရွယ်နဲ့ဒီရွယ်ကြီးဥတန်တွေတို့ကသဘောတူပါမလားတူတာပေါ့အဲ့ဒီဦးလေးကြီးကစီးပွားအရှာလည်းကောင်းအတော့စားလည်းမရှိလူရိုးကြီးတဲ့အမေဒီရအောင်ရိုးတဲ့လူကြီးပေါ့လေဟုတ်တော့လဲဟုတ်ပေသည်ယောက်ျားပါစင်မိန်းမပဲခွက်တွန်းဟုဆိုတော့မဟုတ်ပါလောအသက်ကြီးတွေကအကြောင်းမဟုတ်ရိုးသားပြီးစီးပွားရှာကောင်းရင်တမီးရှင်နိုင်လက်ခံကြမိတာဒါသူ့စရာလေးပေါ့လေဇက်ကွက်ပေါ့ဟဲဟဲနို့တက်ထားတာတော့ဘောတူလားအဲ့ဒါတော့မသိသေးဘူးအခုဟာလူကြီးတွေရဲ့သဘောထားလေဒါပေမဲ့ကျမထင်ပါတယ်တထားကလိမ္မာရေးကြရှိတဲ့ကလေးပဲဟာလူကြီးတွေတက်တယ်လို့စီမံတာကိုညင်းမယ်တော့မထင်ဘူးရွှေကိုရွှေချင်းထက်ကြမီမင်္ဂလာတဲ့ကြားသူအပေါင်းဝမ်းမြောက်ပြီးသည်ဖြစ်ရတဲ့တဲ့တို့ပင်ပဲဘိုက်ကလေးအတွက်တော့မူအချင်းနဲ့ကျွန်တော်ရဲ့ဒီပြက်ဆက်ဇက်သိန်းရင်ပေါင်းမှာမလားဇက်သိန်းရင်ကွဲမလား